နာကျင်စရာတွေများလာရင်နာကြီးသွားတတ်ပါတယ်စိတ်ဆိုးစရာတွေများလာရင်စိတ်နာသွားတတ်ပါတယ်ဒါကြောင့်ဘယ်သူမှနာကျင်အောင်စိတ်ဆိုးအောင်ပြောဆိုပြုမှုတာတွေမလုပ်ပါနဲ့လူပဲစိတ်ညစ်တာတော့ရှိမှာပေါ့ဒါပေမဲ့အကြာကြီးစိတ်မညစ်ပါနဲ့စိတ်ညစ်ပါများရင်စိတ်ဓာတ်တွေပြတ်ပြီးစိတ်ဓာတ်တွေကျလာတတ်လို့စိတ်ညစ်စရာတွေကြုံလာရင်ကောင်းတာလေးတွေတွေ့ကောင်းတဲ့ဘက်ကမြင်ကောင်းတာတွေများများလုပ်ပါဘဝကီလန်လျှောက်လန်းတဲ့အခါလဲကျတတ်တာသဘာဝပါလဲကျရင်ပြန်ထစိတ်ဓာတ်မကြပါနဲ့အပြိုင်ဆိုင်ကြိုးစားနေတဲ့ခေတ်ကြီးမှာပြန်မထနိုင်ရင်သူများခြေတော်အောက်ရောက်သွားရပါလိမ့်မယ်ဘယ်သူထူးထူးမထူးထူးဘယ်သူကူကူမကူကူကိုယ့်အားကိုယ်ကိုကြိုးစားပါအတိတ်ကြောင့်မကောင်းတွေးပြီးစိတ်ဓာတ်တွေကြမနေပါနဲ့အနာဂတ်ရေးကြိုတင်တွေးပြီးပူပင်ကြောင်းကြသောကတွေများမနေပါနဲ့ယခုလက်ရှိအချိန်မှာကောင်းတာတွေများများတွေးကောင်းတာတွေများများပြောကောင်းတာတွေများများလုပ်ရင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်တွေလှပနေပါလိမ့်မယ်ကောင်းတာတွေလို့ဆိုတဲ့နေရာမှာတော့တရားမျှတနီးလန်းကြတဲ့အကောင်းများဖြစ်ပါစေလူတချို့ကသင်ဘယ်လောက်ကောင်းကောင်းသင်ဘယ်လောက်ကူညီသင်ဘယ်လောက်စောင့်ရှောက်သင်ပေါ်တော့ကောင်းကျင်မှကောင်းပါလိမ့်မယ်ကူညီခြင်းမှကူညီပါလိမ့်မယ်စောင့်ရှောက်ခြင်းမှစောင့်ရှောက်ပါလိမ့်မယ်ဒါကြောင့်ဘယ်သူစီကမှဘာကိုမှမမျှော်လင့်ပဲအကောင်းဆုံးကူညီစောင့်ရှောက်ပေးပါချမ်းသာခြင်းရင်အရင်ဆုံးလုပ်ရမှာကကောင်းတဲ့စိတ်နဲ့အကောင်းဘက်ကတွေးအကောင်းဘက်ကမြင်ပြီးစိတ်ချမ်းသာအောင်နေပါစိတ်ချမ်းသာရင်အရာရာချမ်းသာလာပါလိမ့်မယ်အရာရာကိုမကောင်းတဲ့ဘက်ကတွေးမကောင်းတဲ့ဘက်ကမြင်ပြီးမကောင်းကြီးထင်နေရင်တော့ကောင်းတာတွေနဲ့တွေ့ကြုံဖို့မလွယ်တော့ပါဘူးကိုယ်စိတ်ဆင်းရဲစေတာကိုယ့်ရဲ့မကောင်းတဲ့အတွေးအမြင်အထင်တွေပါချမ်းသာခြင်းကိုငွေကြေးတစ်ခုတည်းနဲ့တိုင်းတာလို့မရနိုင်ပါဘူးငွေကြေးချမ်းသာတဲ့သူတွေလည်းစိတ်ဆင်းရဲကြရတာပါပဲငွေကြေးဆင်းရဲတဲ့သူတွေလည်းစိတ်ဆင်းရဲကြရတာပါပဲငွေရှိမရှိစိတ်ချမ်းသာအောင်နေနိုင်မှသာချမ်းသာရပါလိမ့်မယ်ငွေကြေးတွေဘယ်လောက်ချမ်းသာစည်းစိမ်ဥစ္စာတွေဘယ်လောက်ပြည့်စုံအချမ်းရံတွေဘယ်လောက်များအောင်မြင်မှုတွေဘယ်လောက်ကြီးရုပ်ရည်ယူပကားဘယ်လောက်လှအလူပွဲတွေဘယ်လောက်လူကိုကျင်တရားမကောင်းရင်ငါးပါးသီလမလုံရင်ဘယ်တော့မှစိတ်မချမ်းသာနိုင်ပါဘူးချမ်းသာခြင်းရင်ကိုရောသူတစ်ပါးပါစိတ်ချမ်းသာစရာတွေကိုတွေးစိတ်ချမ်းသာစရာတွေကိုပြောစိတ်ချမ်းသာစရာတွေကိုလုပ်ပါစိတ်ချမ်းသာခြင်းနောက်ကနေချမ်းသာမှုတွေအလုံးလိုက်ပါလာပါလိမ့်မယ်လူများစုဟာအတ္တသမားတွေပါဘယ်သူနဲ့ရှင်းကိုယ်အတ္တသာကိုရှေ့တန်းတင်ကြတာလူသဘာဝပါသဘာဝကိုအထာကြမှလူတွေရဲ့အတ္တကိုမြင်ရပါလိမ့်မယ်အတ္တကိုကျင့်မှအနတ္တကိုမြင်ပါလိမ့်မယ်အနတ္တကိုမြင်မှချမ်းသာရပါလိမ့်မယ်သာသနာ့တွင်ဆရာတော်